မင်္ဂလာပါအားဒီပါဒီတစ်ခေါက်ကတော့အရေးပေါ်လွတ်မြောက်ရနေရနဲ့အရေးပေါ်ခိုးလွန်ရနေရတော့ဘာကွာခြားတယ်လဲဆိုတာကိုအားလုံးကိုရှင်းပြလာမယ်။ရခင်ကမတော်တဆအန်ဒရယ်လီအကြောင်းရှင်းပြခဲ့ပြီးသားပေမဲ့အားလုံးကအရေးပေါ်လွတ်မြောက်ရနေရနဲ့အရေးပေါ်ခိုးလွန်ရနေရတို့ရဲ့ကွာခြားချက်ကိုသိထားပါကလား။အရင်ဆုံးအရေးပေါ်လွတ်မြောက်ရနေရအကြောင်းရှင်းကြပါနဲ့အရေးပေါ်လွတ်မြောက်ရနေရဆိုတာမိုးတေးထန်ဆိုတာရွာတာတုံးလို့မို့သင်္ဘောလုရှားမို့လိုမျိုးအန်ဒရယ်လီဖြစ်လာတဲ့အခါထပ်ပြသွားရမယ့်နေရပါ။မတော်တဆအန်ဒရယ်မျိုးစားပေါ်မူတည်ပြီးလွတ်မြောက်ရနေရကလည်းကွဲပြားပါတယ်။နောက်တစ်ခုကအရေးပေါ်ခိုးလုံရနေရဆိုတာမိုးတေးခံစွာကြွတာတုံးလို့မို့လို့မို့အန်ဒရယ်တွေကြောင့်အိမ်ပြန်မရနိုင်တဲ့လူတွေအနည်းငယ်အခြေအနေနဲ့နေထိုင်နိုင်တဲ့နေရာပါ။ကျောင်းနေလို့လူအများအသုံးပြုတဲ့အဆောက်အုံလေးကိုအသုံးပြုကြပါတယ်။အရေးပေါ်လွတ်မြောက်ရနေရနဲ့အရေးပေါ်ခိုးလုံရနေရတို့ရဲ့ခွာခြားချက်ကိုနားလည်သွားပြီလား။နှစ်ခုလုံးကမတော်တဆအန်ဒရယ်တွေကနေတဲ့အသက်ကိုကာကွယ်ပေးနိုင်တဲ့နေရာတွေပါ။အခြေအနေကိုကြည့်ပြီးတင့်တော်တဲ့နေရာကိုအသုံးပြုကြပါစို့။အရေးပေါ်ခိုးလုံရနေရဆိုတာမတော်တဆအန်ဒရယ်ကြောင့်အိမ်ပြတ်သွားတဲ့လူတွေလိုမျိုးအနှဲငယ်ချင်းမိနေထိုင်နိုင်တဲ့နေရာပေမဲ့ဒါကတင်းနဲ့တင်းမဟုတ်တဲ့လူတွေလည်းတနေရာထဲမှာအတူနေထိုင်ရတာလည်းဖြစ်ပါတယ်။ဒီလိုအရေးပေါ်ခိုးလုံရနေရတွေမှာတဦးနဲ့တဦးအပြန်အလှန်ကူညီဖို့စိတ်ထားကအရန်အရေးကြီးပါတယ်။အပြန်အလှန်ကူညီမှုဆိုတာတဦးနဲ့တဦးကူညီပေးကြတာကိုဆိုလိုတာဖြစ်ပြီးဒီလိုစိတ်ထားနဲ့အရေးပေါ်ခိုးလုံရမှာလှုပ်ရှားတင်ပါတယ်။ရေပြအလှန်ကူညီမှုစိတ်ထားနဲ့ရေးပေါ်ခိုးလုံရမှာအခက်အခဲရှိတဲ့လူတွေကိုကူညီကြပါစို့။ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလည်းကြည့်ပေးပါနော်။